ဒီလိုဒီဇိုင်းမျိုးကိုပတင်းပေါက်ပေါင်းတွေမှာပါလို့မတုံးကြတာလေလက်သမားစီကတက်သားတုံးလေးတွေနဲ့စတင်လိုက်ပါတယ်တဒုံချင်းစီဖြက်နေရာချကြည့်ပြီးအကွက်ကြီးသွားအောင်ချိန်ညစ်နေပါတယ်တက်သားနဲ့နေရန်ကြားမှာတက်သားပြားအပားစားလေးတွေကိုညှက်ထည့်လိုက်ပါတယ်ဒါကတက်သားပွားလာရင်အမသွားအောင်နေရာချန်ပေးထားတာပါအားလုံးအဆင်ပြေပြီဆိုမှလွှားဆက်နဲ့အနားသက်တွေကိုညှိအောင်ညှိလိုက်ပါတယ်နေရာကျပြီဆိုမှကော်တုပ်ဘောင်ကွတ်ပြီးခိုင်မြဲသွားအောင်တက်ဆင်လိုက်ပါတယ်နောက်တစ်ဆင့်ကတော့စက်ကူစားပုတ်ပေးရတာပါစေးစေးဆက်ဆက်ကိုလောက်အောင်ပါတစ်သားမုံအနုနဲ့ကော်ကိုရောပြီးတစ်သားရောင်တို့အစားပိတ်စေဆက်လိုက်ပါတယ်ပြီးရင်တော့အဆက်တွေကြားတဲ့လွတ်မနီအောင်လိုက်ဖာသေးပေးလိုက်ပါတယ်၆သွားရင်စက်ကူစားထပ်ပုတ်ပြီးမျက်နှာပြင်ညီအောင်အဆင့်ဆင့်လုပ်ပေးရပါတယ်ဒီအဆင့်ကတော့တာမန်လက်ရာနဲ့ကျွမ်းကျင်လက်ရာကိုကွာခြားသွားစေတာပါစေးမတုတ်ခင်ဘေးပေါင်တွေပေးမသွားအောင်တိတ်အရင်ကပ်ပေးထားလိုက်ပါတယ်အရင်ဆုံးခံစေးတုပ်ပြီးဒေါင်းတွေကိုတေချာဂယုစိုက်ပေးလိုက်ပါတယ်ပြီးရင်တော့ tape ကိုပြန်ခွလိုက်ပါမယ်နောက်ဆုံးအနေနဲ့မျက်နှာပြင်တစ်ခုလုံးကိုဖျောင်းစီတုတ်လိမ့်ပေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတက်သားသားကကြွတ်တက်လာခဲ့ပါတယ်တက်သားအကွက်တွေကပိုပြီးလှပသွားပါတော့တယ်